Hello အားလုံးပဲမင်္ဂလာပါဒီကိုပြောတာတစ်ချက်နားထောင်ကြည့်အောင်နော်26ရက်နေ့အခုတို့ yes ပန်ပြီးမှအခုတို့နော်လာမေးပေါင်းစင်ပွဲထိုးဖို့စေးပေးထားတဲ့ညီကိုလေးညနေ4နာရီရောက်လာခဲ့ပြီကြနော်အခုတို့ညနေ4နာရီဆိုရင်ပွဲစဉ်စပြီနော်ညီကိုလေးနော်အခုတို့နောက်ပွဲဒီဆိုရင်တည်ချင်တယ်ဆိုရင်အခုဒီရဲ့ Facebook page ကိုလည်း follow လုပ်ထားပြီးတော့အခု Facebook page ရဲ့အောက်မှာအခု link ချထားတယ်အဲ့ဒီ link မှာလည်းတွားပြီးတော့ငါညီကိုလို့ဒီ follower နှိပ်ပြီးတော့အခုတို့စင်ပေးထားလို့ရတယ်နောက်ပွဲတွေတော့ပေါ့နော်ညီကိုလေးနော်နောက်တစ်ခုက protein လိုချင်တယ်ဆိုရင်အခုမှပိုင်လို့ရတယ်နော်ညီကိုလေးနော်26ရက်နေ့အခုလို့စမှုပကံ yes ပန်ပြီးအခုလို့ဒီတုံတိုင်းမှာအခုလို့လမ်းဘေးပေါ်ဆက်ပွဲစီတယ်26ရက်နေ့ညနေ4နာရီတနေ့ကုန်နေပြီနော်โอเคတွေ့ကြပြီညီကိုလေးအေးရော26ရက်နေ့ကြာရင်စုံကြမယ်ကျွန်တော်ကတော့ပွဲတော့ကြည့်မှာပါပွဲမရဘူးဆိုတော့ပွဲတော့ကြည့်မှာပါကဲတော့ကျွန်တော်ထိုးခြင်းတယ်ကျွန်တော်မကြည့်နဲ့ဘူးထိုးခြင်းတယ်ဆိုရင်လာခဲ့လို့ရပါတယ်ဖိတ်ခေါ်ပါတယ်အထိုးလို့ရပါတယ်ကျွန်တော်နဲ့ပွဲစီစဉ်ခိုင်းမှာပါဟိုရောက်လို့ရှိရင်ဒီတိုင်းဆိုတော့ရိုးပဲပတ်စာကြည့်မယ်ထိုးရရင်ထိုးမယ်တုံးရရင်ထိုးဘူးတကယ်လို့ကျွန်တော်ထိုးခြင်းနဲ့မကြည့်နဲ့ဘူးပါဘူးညာဘူးဆိုရင်လာထိုးလို့ရပါတယ်တွဲပတ်စီလို့ရှိရင်သူ့ကိုပြောပြီးတော့ပွဲတောက်ခိုင်းလို့ရပါတယ်အေးရလာပြောတာထိုးခြင်းဆက်သွယ်လိုက် location ချပေးမယ်လက်ကြိုပေးမယ်ဗျာလက်ကြိုပေးမယ်သွားမတက်လို့ရှိရင်လက်ကြိုပေးမယ်ဒါပဲအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးတော့ဆိုင်နိုင်ငံမှာလောက်ကင်ရှင်ပြေပြီးတော့အရာအားလုံးအောင်မြင်ပါစေဒါပဲကျေးဇူးပါ